န္တရာယ်ကင်းအောင်ယုံကြည်လေးစားစွာရှိခိုးရွတ်ဆိုပူဇော်ပါနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏသမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏသမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏသမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသက္ခာတောဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩပနေယိကောပစ္စတံဝေတိတဘောဝိညုဟိသက္ခာတောဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩပနေယိကောပစ္စတံဝေတိတဘောဝိညုဟိသက္ခာတောဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩပနေယိကောပစ္စတံဝေတိတဘောဝိညုဟိသောပတိပန္နောဘဂဝါတောတာဝကတံကောဥဇောပတိပန္နောဘဂဝါတောတာဝကတံကောညာယပတိပန္နောဘဂဝါတောတာဝကတံကောသာမေစိပတိပန္နောဘဂဝါတောတာဝကတံကောယတိဒံသတ္တာရိပုရိသယုဂာနိအဋ္ဌပုရိသပုဂ္ဂလာဧတာဘဂဝါတောတာဝကတံကောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်္စလိကရဏီယောအနုတ္တရံပုညခေတံလောကတသုပတိပန္နောဘဂဝါတောတာဝကတံကောဥဇောပတိပန္နောဘဂဝါတောတာဝကတံကောညာယပတိပန္နောဘဂဝါတောတာဝကတံကောသာမိစိပတိပန္နောဘဂဝါတောတာဝကတံကောယတိဒံသတ္တာရိပုရိသယုဂာနိအဋ္ဌပုရိသပုဂ္ဂလာဧတာဘဂဝါတောတာဝကတံကောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်္စလိကရဏီယောအနုတ္တရံပုညခေတံလောကတသုပတိပန္နောဘဂဝါတောတာဝကတံကောဥဇောပတိပန္နောဘဂဝါတောတာဝကတံကောညာယပတိပန္နောဘဂဝါတောတာဝကတံကောသာမိစိပတိပန္နောဘဂဝါတောတာဝကတံကောယတိဒံသတ္တာရိပုရိသယုဂာနိအဋ္ဌပုရိသပုဂ္ဂလာဧတာဘဂဝါတောတာဝကတံကောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်္စလိကရဏီယောအနုတ္တရံပုညခေတံလောကတသံဗုဒ္ဓေအထဝီသင်္စဒွါရသင်္စသဟတကေပင်စတတသဟတာနိနမာမိတိရတာမဟံအဘဂဝါလူကာဂင်္ဂာအနန္တနိဗ္ဗုဒာဇိနာဒေတံဓမ္မင်္စတံခင်္စအာရဒေနနမမဟံနမဂါရာနုဘာဝေနဟိတဝါတဗေဥပဒဝေအနေကအန္တရာယာပိဝိနတံတုအတေတတောတံဗုဒ္ဓေအထဝီသင်္စဒွါရသင်္စသဟတကေပင်စတတသဟတာနိနမာမိတိရတာမဟံအဘဂဝါလူကာဂင်္ဂာအနန္တနိဗ္ဗုဒာဇိနာဒေတံဓမ္မင်္စတံခင်္စအာဒရေနနမမဟံနမဂါရာနုဘာဝေနဟိတဝါတဗေဥပဒဝေ
အနေကအန္တရာယာပိဝိနတံတုအာဒေတတောတံဗုဒ္ဓေအထဝိသင်္စဒွါရသင်္စသဟတကိပင်စတတသဟတာနိနမမိတိရတာမဟံအဘဂဝလူကကင်္ကာအနန္တာနိဗ္ဗုဒာစီနာဒေတံဓမ္မင်းစတံကင်းစအာဒရေနနမမဟံနမဂါရနုဘာဝေနာဟိတဝါတဗေဥပတဝေအနေကအန္တရာယာပိဝိနတံတုအာဒေတတောအထက်ပါဂုဏ်တော်များကိုရွတ်ဆိုပြီးပါကအန္တရာယ်များကင်းစင်ရပါလို့ဤဆိုပြီးတော့စန္ဒပြုပါအဓိပ္ပာယ်သိအောင်ပြောပြပေးပါမယ်မကောင်းတဲ့အိမ်မက်တွေမြင်မှတ်လာရင်မကောင်းတဲ့နမိတ်တွေမြင်လာရင်အန္တရာယ်တွေနဲ့တွေ့ကြုံလာရင်ဤအန္တရာယ်တွေမှလွမြောက်စေလိုသောစိတ်ဖြင့်တံဗုဒ္ဓေဂါထာလာသည့်နေရာတိုင်းဂင်္ဂါမြေထက်ကသဲတွေလုံးမကပွင့်တော်မူသွားကြသည့်ဘုရားရှင်တို့ကိုယုံကြည်လေးစားစွာအာရုံပြုပြီးရှေ့ခိုးဥချကြော့ပါထိုဘုရားရှင်တို့ဟောကြားတော်မူခဲ့သောတရားတော်များကိုယုံကြည်လေးစားစွာအာရုံပြုပြီးရှေ့ခိုးဥချကြော့ပါထိုဘုရားရှင်တို့၏တပိဋကသံဃာတော်များကိုယုံကြည်လေးစားစွာအာရုံပြုပြီးရှေ့ခိုးဥချကြော့ပါအဲဒီနောက်ဂုဏ်တော်ဂါထာများကိုသုံးခေါက်စီရွတ်ဆိုပူဇော်ပါအခေါင်များများရွတ်ဆိုပူဇော်ပါကအတိုင်းထက်အလွန်ကောင်းပါတယ်ရွတ်ဆိုပူဇော်ပြီးအန္တရာယ်များကင်းစင်ရပါလို့ဤဟုစန္ဒပြုပါဖယားဂုဏ်တော်ကိုပါထိုမြတ်စွာဘုရားသည်ပူဇော်အထူးကိုခံယူတော်မူထိုက်သောအကြောင်းကြောင့်လည်းအရဟံမြည်တော်မူပါပေ၏အလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်ကန်စွာသိတော်မူသောအကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓမြည်တော်မူပါပေ၏အတိညာဝိဇ္ဇာအကျင့်စရဏနှင့်ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်းဝိဇ္ဇာစရဏတမ္ပန္နမြည်တော်မူပါပေ၏ကောင်းသောစကားကိုဆိုတော်မူတတ်သောအကြောင်းကြောင့်လည်းဒုက္ခတမြည်တော်မူပါပေ၏လောကကိုသိတော်မူတတ်သောအကြောင်းကြောင့်လည်းလောကဝိတုမြည်တော်မူပါပေ၏ဆုံးမထိုက်သူကိုဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသောအကြောင်းကြောင့်လည်းအနုတ္တရပုရိသဓမ္မတာရတိမြည်တော်မူပါပေ၏နတ်လူတို့၏ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်းတထာဒေဝမနုဿာနံမြည်တော်မူပါပေ၏သစ္စာလေးပါးတရားတို့ကိုသိစေတော်မူသောအကြောင်းကြောင့်လည်းဗုဒ္ဓမြည်တော်မူပါပေ၏ဘုံတော်ကိုကြည်တော်မူသောအကြောင်းကြောင့်လည်းဘဂဝါမြည်တော်မူပါပေ၏ဟုဉာဏ်ဖြင့်တွေ့မြင်၍တုန်လှုပ်ခြင်းမရှိသောကြည်ညိုခြင်းနှင့်ပြည့်စုံ၏တရားဂုဏ်တော်6ပါးမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်သည်ကောင်းစွာဟောထားသောတရားတော်ပါပေသည်ကိုယ်တိုင်သိမြင်နိုင်သောတရားတော်ပါပေသည်အခါမလင့်အကျိုးပေးတတ်သောတရားတော်ပါပေသည်လာလှည့်ရှုလှည့်ဟုပြထိုက်သောတရားတော်ပါပေသည်မိမိကိုယ်ထဲစိတ်ထဲ၌ဆောင်ယူထားထိုက်သောတရားတော်ပါပေသည်အရိယာပညာရှိတို့သာကိုယ်စီကိုယ်ငှသိနိုင်ခံစားနိုင်သောတရားတော်ပါပေသည်ဟုဉာဏ်ဖြင့်တွေ့မြင်၍တုန်လှုပ်ခြင်းမရှိသောကြည်ညိုခြင်းနှင့်ပြည့်စုံ၏သံဃာဂုဏ်တော်9ပါးမြတ်စွာဘုရား၏တပိဋကတာဝကသံဃာတော်များသည်ကောင်းသောအကျင့်ရှိပါပေ၏မြတ်စွာဘုရား၏တပိဋကတာဝကသံဃာတော်သည်ဖြောင့်မတ်သောအကျင့်ရှိတော်မူပါပေ၏မြတ်စွာဘုရား၏တပိဋကတာဝကသံဃာတော်များသည်
မှန်သောအကျင့်ရှိတော်မူပါ၏မြတ်စွာဘုရား၏တပိသာသာဝကသံဃာတော်များသည်လျော်ကပ်သောအကျင့်ရှိတော်မူပါ၏အစုံအားဖြင့်၄စုံပုဂ္ဂိုလ်အားဖြင့်၈ပါးအရေအတွက်ရှိသောမြတ်စွာဘုရား၏တပိသာသာဝကသံဃာတော်များသည်အယဝိမှဆောင်လာ၍တော်၎င်းပေးလူပူဇော်ရန်ထိုက်တန်တော်မူပါ၏ဧည့်သည်တို့အလို့ငါစီမံထားသောဝတ္ထုကိုတော်လဲပေးလူပူဇော်ရန်ထိုက်တန်တော်မူပါ၏တမလွန်အတွက်ရည်မြော်သောအလူကိုခံယူတော်မူထိုက်ပါ၏လက်အိုးချီခြင်းကိုခံတော်မူထိုက်ပါ၏တရဝါအပေါင်းဤကောင်းမှုပြုစုရန်အမြဲဆုံးလမ်းမြေဖြစ်တော်မူပါ၏ဟုဉာဏ်ဖြင့်တွေ့မြင်၍တုန်လှုပ်ခြင်းမရှိသောကြည်ညိုခြင်းနှင့်ပြည့်စုံ၏တန်ဗုဒ္ဓေဂါထာတော်9,12,000နှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်တို့ကိုအကျွန်ုပ်သည်ဥကောင်းဖြင့်ရှိခိုးပါ၏ခင်္ကာမြစ်ထဲကသွဲ့ရည်ထက်မကအဆုံးအပိုင်းခြားမရှိပရိနိဗ္ဗာန်စံတော်မူကုန်ပြီးသောဘုရားရှင်တို့ကို၎င်းထိုဘုရားရှင်တို့၏တရားတော်ကို၎င်းထိုဘုရားရှင်တို့၏တပိသသံဃာတော်ကို၎င်းအကျွန်ုပ်သည်ရိုသေစွာရှိခိုးပါ၏ဤသို့ရိုသေစွာရှိခိုးရသောအနုဘော်ကြောင့်အလုံးစုံသောဥပတ်ဘေးရန်တို့ကိုပယ်ဖြောက်၍များစွာသောအန္တရာယ်တို့သည်လည်းအကျွင်းအကြံမရှိကင်းစင်ပပျောက်ပါစေတည်းအားလုံးသောဓမ္မမိတ်ဆွေများကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ကိုယ်စီကိုယ်ငှပြည့်စုံနိုင်ကြပါစေ။